ညီမရှိတဲ့ဂျားလေးကိုပြောတာအရန်ရှုံးတာငါဝယ်ပြီးတလနဲ့ပြန်အောင်တာအရန်ရှုံးတာမွန်နဲ့ဟဲ့တကယ်ချင်းဟိုမှာမြန်မာရွှေနာတဲ့တော့ငါရွှေဝင်အောင်နင်ကပတ်စံရှိလို့လားအားရှိရပါနေရလဲလာရွှေတော့ဝင်အောင်လားနေဘူးဟိုထဲမှာတော့ပြင်မလားနင်ကရွှေဝယ်မယ်ဆိုပတ်စံပြန်ပြီလို့လားဟဲ့နေရလဲဟိုနေ့ကမှလာစားထုတ်ထားတာလေတိုင်းကနေဝင်းစင်ဝင်နိုင်ပဲတောင်းကနေဝင်းစင်တော့ဝင်နိုင်ပါသေးရဲ့ဟဲ့သူတို့တိတော့မှတင်ထားတာလေတောင်းကနေဝင်းစင်နဲ့အခောက်ချေစုလို့ရတယ်တဲ့တိလားနင်ပြောတဲ့ဂျားလေးကိုပြောရလားအေးဟုတ်တယ်ညီမရှိတဲ့ဂျားလေးကိုပြောတာဟုတ်တယ်လေတကယ်အရန်ရှုံးတာငါဝယ်ပြီးတလနဲ့ပြန်အောင်တာအရန်ရှုံးတာမွန်နဲ့ဟဲ့ဟုတ်လို့လားနေရလဲဟုတ်တယ်ငါကိုယ်တိုင်ခံပြီးရပါပြီဆိုမှဟဲ့နေရလဲတလားနဲ့ဝယ်ပြီးပြန်အောင်မှာတော့ရွှေသေးတူရယ်ဆိုတော့သူ့မှာပါလက်ခါတော့ရှုံးမှာပေါ့ရွှေသေးတက်မှာမျက်မှလေးတကယ်လို့မှနေမြဲချင်တယ်ဆိုအချိန်ကြာဝစ်လေရွှေသေးတက်တဲ့ထိဖောက်ပေါ့ငါတော့မွယ်တော့ငါတော့ဝယ်မှာပဲအင်းနေဝယ်မွယ်ငါမွယ်ချင်ဘူးအလားငါဝယ်မှာဆိုအဖော်လိုက်ခဲ့နေမွယ်တယ်မောင်လေးအမားတို့ကလေရွှေစုကျင်တာတိလားဟိုကလေတိုင်းကနေဝင်းစင်လည်းမတက်နိုင်တော့လေတစ်တော့မှတင်ထားတယ်တောင်းကနေဝင်းစင်နဲ့ရဆိုတစားခဲလေးလေးရှိလားဟုတ်ကဲ့ပါအမရှိပါဘူးခင်ဗျပြပေးပါမယ်နော်ဟုတ်မရပါဘူးခင်ဗျအဓိကကမမကလေရွှေစုကျင်တာမောင်လေးရဲ့လက်ခလည်းမရှုံးချင်ဘူးအဲ့တော့ဒါလေးရကြတာလေရေရှည်စုကိုအဆင်ပြေပါမလားဟုတ်မဒါလေးတွေကကြောက်လေရေရှည်စုမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ခင်ဗျတကြားခဲလေးတွေရွှေဦးလေးတွေကကြောက်တကယ်လို့မမစုထားရင်းနဲ့မှပေါ့နော်ပိန်သွားတယ်ဆိုရင်တော့မောင်လေးတို့ဒီမြန်မာရွှေရင်နာဆိုင်မှာရှိတဲ့ရွှေစုကုန်းဝိုင်းလေးတွေနဲ့ပေါ့နော်လက်ခမလို့ပဲဒေးလေးပေးနေပါတယ်ခင်ဗျဒီမှာရွှေရှည်စုကိုပဲဒါဘာပြောရတော့မောင်လေးရဲ့အမလည်းစိတ်ဝင်စားတယ်မောင်လေးရဲ့အဲ့ဒါဘာပြောရလဲမောင်ရှင်းပြဘူးရွှေစုကွင်းရကြတော့မှဒီရလေးတွေပါရွှေစုကွင်းလေးတွေကကြတော့မှ4 6ရေတပဲဆိုပြီးတော့မှရှိနေခင်ဗျအရွယ်စားလေးတွေကတော့မှအတူတူပဲရွှေချင်းလေးတွေပဲပွာသွားမယ်ခင်ဗျဟောဒါလေးကိုပြောရလားဟုတ်ပါတယ်မဟုတ်မမတို့စီမှာတကြားကလေးတွေကစုစုပေါင်း4ရွေးပြီးလို့ရှိရင်4ရွေးကွင်းလေးနဲ့လေးပြည့်ရခင်ဗျတကယ်လို့6ရွေးပြီးလို့ရှိရင်6ရွေးကွင်းလေးတပဲပြီးလို့ရှိရင်တပဲကွင်းလေးနဲ့မလို့လက်ခမလို့ပဲဒေးလေးလေးပြီးပါတယ်ခင်ဗျဟဲ့မဆုံးတော့ဒီမှာလက်ခလည်းမရှုံးနဲ့စုလို့ရတာငါတို့လိုလာကစားဝင်နေတယ်အစင်ပြရပေါ့မောင်လေးတကြားလေးကအခောက်ရှိလားဟုတ်ပါတယ်တကြားကြတော့မောင်လေးအခောက်ရှိပဲလားဟုတ်ပါတယ်မအခောက်ရှိလေးလေခင်ဗျဟောဒါဆိုလို့ရှိရင်အခောက်ရှိခြင်းထည့်လေးပေးရပေါ့ဟုတ်ပါတယ်မဟုတ်ဆိုးဆိုနော်အေးအဲ့ဆိုရင်တကြားလေးဆိုလို့ရှိရင်လက်ခထပ်ပြီးစရာမလိုပဲနဲ့အစ်စ်ထည့်ကုန်ကနေလဲလို့ရတယ်ပေါ့ဟုတ်ပါတယ်မဟုတ်ဒါဆိုမောင်လေးအမဒီမဲ့တကြားကလေးယူရမယ်10ခဲထည့်ပြီနော်အမလေးယူလိုက်ရနော်မောင်လေးမောင်တို့လည်း10ခဲထည့်ပြီဟုတ်ကဲ့ပါဟုတ်ရပါပြီကျေးဇူးပါမောင်လေးရေမတော်တာပါနော်ဒါဆိုလို့ရှိရင်နော်ညီမဟေရနာဆိုင်မှာတကြားခင်းလေးတွေဝယ်ယူရုံနဲ့လက်ခထပ်ပေးစရာမလိုပဲအချစ်ထည်လေးနဲ့ဒဲလေးပေးရဆိုတာတွားပြီဆိုရင်တော့ညီမဟေရနာဆိုင်ကိုအမြန်ဆုံးလေးလမ်းလာခဲ့လိုက်တော့နော်